knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ exact dynamic array cd စုံဆက်လို့နာမည်ပေးထားတဲ့playlist တွေကသင်ခန်းစာတစ်ခုပါဒီသင်ခန်းစာက filter function ရဲ့အားနည်းချက်တစ်ခုကိုကျွန်တော်တို့ပြုပြင်မှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာမစခင်မှာကျွန်တော် filter function ရဲ့အားနည်းချက်လေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ filter function ကအခုလို filter လုံးမဲ့အကွက်မှာဘာမှရိုက်မထည့်ထားဘူးဆိုရင်အခုလိုမျိုးကိုလိုချင်တဲ့အချက်လက်တွေကိုပေါ်ပြပေးမှာမဟုတ်ပါဘူးကောင်းပြီဒါဆိုရင်ကျွန်တော်တို့ကဥမာအားဖြင့် filter function ကိုစမ်းသပ်ကြည့်အောင်เนาะအဲ့တော့ကျွန်တော်ရဲ့ data တွေကိုဒီဘက်ကဇာတ်ကွက်မှာအချက်လက်နဲ့မှတ်တမ်းတင်ထားတယ်အဲ့ဒီမှတ်တမ်းတင်ထားတဲ့ data တွေကိုကျွန်တော်အခု filter လုပ်ကြည့်မယ်ဆိုလွယ်တဲ့ပေကကျွန်တော်ကအခုအစိမ်းရောင်ခြေထားတဲ့အကွက်မှာ setting A လို့ရိုက်ထည့်ရင်ဟောဒီဘက်ကဇာတ်ကွက်မှာ setting A နဲ့ပတ်သက်တဲ့အချက်လက်တွေကို filter လုပ်ပြအောင် filter function ကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကောင်းပြီတစ်ချက်လောက်ကြည့်လိုက်ရအောင်เนาะအရင်ဆုံးအနေနဲ့ကျွန်တော်က equal fi sorry เนาะfil လို့ရိုက်မယ် tab ခေါ်မယ် array ဆိုတဲ့နေရာမှာဇာတ်ကွက်ကြီးတစ်ခုလုံးကိုပေါ်ပြတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဇာတ်ကွက်ကိုထည့်မယ်ကော်မာကုန်မယ် include argument ဆိုတဲ့နေရာမှာဟောဒီမှာရှိနေတဲ့အချက်လက်တွေကတူခဲ့မယ်ဆိုရင်ဘယ်သူနဲ့လဲဆိုတော့ဟောဒီမှာရှိနေတဲ့စကားလုံးနဲ့တူခဲ့မယ်ဆိုရင် filter လုပ်ပေးပါလို့ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီ if empty နေရာမှာတကယ်လို့ဒါကျွန်တော်ဟောဒီအကွက်လို့ဖြစ်ခဲ့တယ်ဆိုရင်ပေါ့လေเนาะဘယ်လိုအကြောင်းအရာမျိုးကိုသတ်မှတ်မှာလဲလို့သူကသတ်မှတ်ပေးရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ကအခုnot found လို့သတ်မှတ်လိုက်မယ်เนาะပြီးရင် enter ခေါက်လိုက်မယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအခု setting A လို့ရွေးလိုက်မယ်ရွေးလိုက်တာနဲ့တပြိုင်နက်ဒီမှာ filter လုပ်ပေးတယ်ပေါ့ဒီမှာအားနည်းချက်တစ်ခုကဘာလဲဆိုတော့ဒီကောင်ကို delete လုပ်လိုက်ရင်ကျွန်တော်တို့ကဒီ not found ဆိုတာကြီးပဲတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်မှာကပထမဆုံးအနေနဲ့ column က4ခုရှိတယ်ပထမဆုံး column မှာပဲသူက not found ကိုဖော်ပြပေးထားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီဘက် column တွေမှာဘာစကားလုံးတွေရေးချင်တယ်ဆိုရင်တော့ array constant အနေနဲ့ရေးရမှာဖြစ်တယ်ဒါလို့ array constant ကိုသုံးချင်တယ်ဆိုရင် F2 key နှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့အခါမှာကျွန်တော်ကဒီနေရာမှာပထမဆုံးအနေနဲ့เนาะcurly bracket လေးနှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့အခါမှာ sorry เนาะဒီမှာဖြတ်လိုက်မယ်ကျွန်တော်တို့ဒီဘက်မှာ not found တွေကို၄ချိန် copy paste ပြန်လုပ်မယ်ပေါ့เนาะကျွန်တော်ဆက်လက်မှတ်ပြီးတော့ control C เนาะ control C ပြီးရင် control V control V control V ပြီးရင် curly bracket လေးပြန်ပိတ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ column ၄ခုရှိတဲ့အတွက်၄ခုလုံးမှာ not found လို့ပေါ်ခြင်းရင်အခုလိုမျိုး array constant အနေနဲ့ filter function တွေကိုထည့်သွင်းပေးရမယ်မထည့်သွင်းပေးဘူးဆိုရင်တော့ပထမတစ်ချိန်မြင်တွေ့ခဲ့ရတဲ့အတိုင်းပထမဆုံး column မှာပဲကိုသတ်မှတ်ထားတဲ့စကားလုံးကိုပေါ်ပြပေးမှာဖြစ်ပါတယ်ဟောမီ control enter ခေါက်လိုက်မယ်ဒါဆိုရင်တော့သူကအခုလိုမျိုးပေါ်ပြပေးအောင်တွေ့ရတယ်ဒါကတကယ်တော့အဆင်မပြေပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်လိုချင်တာကဟောဒီနေရာမှာဘာမှမထည့်ထားဘူးဆိုရင်လည်းဇာတ်ကွက်ကြီးတစ်ခုလုံးပေါ်ပြစေချင်တာဖြစ်ပါတယ်ကောင်းပါပြီဒါဆိုရင်ကျွန်တော်ဒီနီလန်းကိုဘယ်လိုလုပ်အောင်လဲဆိုတာကိုအရင်ဆုံးစပြီးတော့လေ့လာကြည့်အောင်ဟုတ်ပါနော်အဲ့တော့ဒီသင်ခန်းစာလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ပြောပြတဲ့ video file လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်ကောင်းပြီဒါဆိုကျွန်တော်အရင်ဆုံးစလိုက်ရအောင်ပထမဆုံးအချက်စဉ်းစားမှာကကျွန်တော်တို့ဒီ filter function ကိုเนาะfilter function ကိုဒီနေရာမှာရေးလိုက်မယ်เนาะ fil tab ခေါ်မယ် control shift a เนาะပထမဆုံးကျွန်တော်တို့ကစဉ်းစားရမှာပါလဲဆိုတော့ဒီ filter function ကိုသုံးမဲ့နေရာမှာ include argument နေရာကိုစဉ်းစားရမှာဖြစ်ပါတယ်အဲ့ဒီ include argument နေရာမှာ blank ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကရှိသမျှအချက်လက်တွေအကုန်လုံးကိုပေါ်ပြပေးပါလို့exec ကိုသတ်မှတ်ပေးထားမှာပါကောင်းပြီဒါဆိုရင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့အဲ့ဒီ include argument နေရာမှာကျွန်တော်တို့ array တစ်ခုတည်ဆောက်အောင်မှာဖြစ်တယ် array ဆိုတာတော့အမှန်တော့ cell အစုဝေးတစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မှတ်တမ်းတင်ထားတဲ့အချက်လက်တွေရဲ့ cell အစုဝေးကိုexec ကနားမလည်ဘူးဒါကြောင့်မို့လို့1 2 3 4 5 6ဆိုကြပါစို့ဒီမှာ data တစ်ခုမှတ်ထားရင်ပထမစာကြောင်း1ဒုတိယစာကြောင်း2တတိယစာကြောင်း3အဲ့ဒီလိုမျိုးပဲစာကြောင်းရှိတဲ့အကွက်တွေကို1 2 3 4အစဉ်လိုက် array တည်ဆောက်အောင်ပါပါအဲ့တော့ array ဆောက်ချင်တော့ကျွန်တော်ကပထမဆုံးအနေနဲ့ဘာ function ကိုသုံးမှာလဲဆိုတော့ row function ကိုသုံးမှာဖြစ်ပါတယ်equal rows rows အဲ့တော့ row function မှာအမျိုးအစားနှစ်ခုရှိတယ် s ပါတဲ့ function နဲ့ s မပါတဲ့ function နဲ့ပေါ့ s ပါတဲ့ function က array တည်ဆောက်တဲ့အခါမှာသုံးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအရင်ဆုံးအနေနဲ့เนาะဒီထဲက column တစ်ခုကိုအဲ့တော့သတ်မှတ်လိုက်မယ်ပြီးရင် win ပိတ်လိုက်မယ်enter ခေါက်လိုက်မယ်အဲ့တော့ကျွန်တော်မှတ်ထားတဲ့အချက်လက်တွေက16ခုရှိတဲ့အတွက်ကြောင့်မို့လို့သူက16လို့ပေါ်ပြပေးပါတယ်အဲ့တော့ဒါ row 16ကြောင်းလုံးမှာ data အပြည့်ရှိတယ်ဆိုတဲ့သဘောမျိုးပါ
အဲ့တော့ကျွန်တော်ကဒီညမှာဒါ blank ဖြစ်ခဲ့ရင်1ကနေ16အထိကိန်းကနန်းတွေပေါ်ကျင်တာဖြစ်တယ်ဒါတကယ်လို့ဒါပထမအကွက်မှာဒီမှာကျွန်တော်တို့က1ပေါ့နော်ဒုတိယအကွက်မှာ2 3 4အဲ့ဒီလိုပေါ်ရင်1ဆိုတဲ့အကွက်မှာပထမဆုံးစာကြောင်းမှာပေါ်ပြထားတဲ့အချက်လက်တွေကိုမြင်ရမယ်2ဆိုတဲ့နေရာမှာဒုတိယစာကြောင်းမှာပေါ်ပြတဲ့အချက်လက်တွေကိုမြင်ရမယ်အခုလိုမျိုး16ဆိုတဲ့ကိန်းတစ်လုံးနဲ့ဆိုရင်တော့ဒီကြောင်းထဲမှာသူကမပေါ်ပြပေးနိုင်ဘူးပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကကိန်းစဉ်တွေကို serial ဆွဲချင်တာဖြစ်တယ် serial ဆွဲချင်ရင် Excel မှာနောက်ထပ် function တစ်ခုရှိတာကsequence function ဖြစ်ပါတယ်အဲ့တော့ sequence function ကဘာအလုပ်ကိုလုပ်ပေးသလဲဆိုတော့ကျွန်တော်တို့ဒီကိန်းစဉ်ဆွဲတဲ့အလုပ်ကိုလုပ်ပေးပါတယ်ဒါကြောင့်မလို့ကျွန်တော်ကF2 နှိပ်လိုက်မယ် home key ကိုနှိပ်မယ် right arrow နှိပ်မယ် SEQ လို့ရိုက်လိုက်မယ် tab ခုံလိုက်မယ်row ဆိုတဲ့နေရာမှာ sequence function မှာ banner row လို့ကျင်တာလဲပေါ့အဲ့တော့ကျွန်တော်ရဲ့ဇာတ်ကွက်ကအခုအဖြေထုတ်ပြီးသားဖြစ်တဲ့16 row ပေါ့ဒါကြောင့်16 row ဆိုတော့ row ဆိုတဲ့နေရာမှာထားလိုက်မယ် column ဆိုတဲ့နေရာမှာတော့ကျွန်တော်တစ် column ပဲလိုချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့တစ်လို့ရိုက်ထည့်မယ် stat ဆိုတဲ့နေရာမှာပထမဆုံး10ကွက်ကနံပါတ်ဘယ်လောက်ကစမလဲဆိုတော့သတ်မှတ်ပေးရမှာပါနံပါတ်1ကစမယ်ဆိုတာဖြစ်တဲ့အတွက်1လို့သတ်မှတ်လိုက်မယ် step ဆိုတဲ့နေရာမှာတော့ဒုတိယအဲ့1ဆိုတဲ့ကိုစချင်း10ကွက်ကဒုတိယ row ရောက်ရင်ဘယ်လောက်တိုးသွားခြင်းလဲပေါ့ကျွန်တော်က1ပြီး2လာခြင်းနဲ့မတိုးခြင်းဘူးဒါကြောင့်မလို့3ညလို့ရိုက်ထည့်လိုက်မယ် control enter ခေါက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာအားလုံးတစ်နော်ဒီဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ကောင်းပြီsorry နော်အဲ့တော့အားလုံးတစ်တွေ16ခုသူကပေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ကarray တစ်ခုတိစောက်ပြီးသွားပြီပေါ့နော် array တစ်ခုတိစောက်ပြီးသွားတော့ကျွန်တော်က logic တစ်ခုတော့ဒီနေရာမှာစဉ်းစားမှရမယ်။ဘာ logic လဲဆိုတော့ကျွန်တော်တို့ကဒါ include argument နေရာမှာထည့်မှာ哦 include argument နေရာမှာ true ဆိုရင်သူက filter လုပ်ပေးတယ် false ဆိုရင် filter မလုပ်ပေးဘူးအဲ့တော့ကျွန်တော်တို့ဒီနေရာမှာ true true ဒီ boolean logic ရ1ဖြစ်တယ် false false ဒီ boolean logic ရ0ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုအချိန်ဒီမှာဆိုရင်တော့ဒီ cell မှာ blank ဖြစ်နေတယ်ဒီနေရာမှာ filter လုပ်ပေးမှာပါလို့ပေမဲ့ဒီ cell မှာကျွန်တော်တို့ကရွေးချယ်စရာတွေရှိပါသေးတယ်ဥပမာ tin b ဆိုရင် tin b နဲ့ပတ်သက်တဲ့ဟာ tin a ဆိုရင် tin a နဲ့ပတ်သက်တဲ့အချက်လက်တွေကို filter လုပ်မယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ logical value တစ်ခုကိုစဉ်းစားမယ်ပေါ့နော်ဘယ်လိုစဉ်းစားမလဲဆိုတော့ if function နော်ဟောဒီမှာရှိနေတဲ့10ကွက်ကညီမချင်း blank ဟုတ်လားလို့ကျွန်တော်မေးလိုက်မယ် blank ဖြစ်ခဲ့တယ်ဆိုရင်တော့ဟောဒီ array ကိုပေါ်ပြပေးပါ blank မဟုတ်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့နော်ဒီဟောဒီမှာရှိနေတဲ့အကြောင်းအရာတွေကတူလားလို့မေးလိုက်မယ်ဘယ်သူနဲ့လဲဆိုတော့ဒီနေရာမှာရှိနေတဲ့10ကွက်နဲ့တူလားလို့မေးလိုက်မယ်ဒါဆိုရင်ဒါကျွန်တော်တို့ include argument နေရာမှာဟောဒီ syntax ကိုထည့်သွင်းလိုက်တာဖြစ်တယ်အဲ့တော့မှကျွန်တော် filter ကိုအခုသုံးမယ်array ဆိုတော့ဇာတ်ခွက်ကြီးတစ်ခုလုံးကိုကျွန်တော်ပေါ်ပြလိုက်မယ် comma ကုတ်မယ်နော် include ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကဒီနေရာမှာရေးပြီးသွားပြီဘာမှရေးစရာမလိုတော့ဘူးပေါ့နော်အဲ့တော့ခွင့်ပြန်ပေးလိုက်မယ် enter ခေါက်လိုက်မယ်ခေါက်လိုက်တဲ့ပြိုင်နဲ့ဒီနေရာမှာကျွန်တော် blank လို့ရေးလိုက်တာ ਨੇ အခုလိုမျိုးပေါ်ပြပေးတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ filter function ရဲ့အခြေခံကိုကျွန်တော်တို့တည်တည်ချာချာမသိသေးဘူးဆိုရင်ကျွန်တော်ရှေ့မှာ video file နှစ်ခုတင်ပေးထားတာရှိပါတယ်အဲ့ဒီ video file မှာလေ့လာနိုင်ပါတယ်ကောင်းပါပြီဒါကတော့ကျွန်တော်ပြောပြခြင်းတဲ့ filter function ရဲ့အားနည်းချက်လေးတစ်ခုကိုကျွန်တော်တို့ဒီ array constant တွေသုံးတယ်နောက်တစ်ခု sequence function တို့เนาะဒီ row function တို့ကိုသုံးပြီးတော့ဖြည့်ရှင်းလိုက်တာဖြစ်ပါတယ်ကောင်းပါပြီအားလုံးပဲကျွန်တော် video file တွေကိုလေ့လာပေးတာကျေးဇူးတင်တယ် Excel နဲ့ပတ်သက်တဲ့အခက်အခဲတွေပြည်လည်ကြပါစေဗျာ